ရှေ့ရက်တလ2026ညနေ4နာရီခွဲအတွက်ပေါ့နော်56ပေါင်း1ပိတ်လာတယ်61ပေါင်းခွင်ပိတ်လာတယ်85ပေါင်း3ပိတ်လာတယ်53ညပေါင်း5ပိတ်လာမလားပေါ့ဒီကောင်ကတော့6ပါဝါ1လေးလုံးပေါင်းခြင်းက1ပါဝါ6လေးလုံးပေါင်းခြင်း6 5ပါဝါ3ညလေးလုံးပေါင်းခြင်းက3ညပါဝါ5ဆိုတော့လေးလုံးပေါင်းခြင်း5ဖြစ်ရမယ်ဒီမှာ6ရှိရယ်5ပြောင်းဆိုဒီမှာ9လာမယ်ဆိုတော့9 break ဒါတော့9 break နဲ့5 break ပေါ့ကျွန်တော်ကဏ္ဍတစ်ခုရွေးပေးချင်တာပေါ့နော်ဒါ4 5 9 break ဆို4 5ရှိမယ်90ရှိမယ်ဒီ3ညဒါလေးဒီ3ခွဲလေးတော့ကျွန်တော်ကြိုက်တယ်ပေါ့နော်